ဒီလိုမဟုတ်ဘဲနဲ့လောက်တာကမကောင်းတာခံစားနေတာကကောင်းကျိုးဆိုရပါမလားမရဘူးလူတွေကအဲ့လိုဖြစ်ခံစားနေတာကတော့ကောင်းကျိုးတွေဓာတ်တွေရှိခြင်းနာယောဂါတွေကျင်းခြင်းတွေအပညာတွေထက်ခြင်းတွေချမ်းသာခြင်းတွေကောင်းကျိုးတွေခံစားတယ်ကောင်းမှုကုသိုလ်တွေလုပ်ပါဆိုတော့ဒီကိုစားနဲ့တို့တယ်တော့မှာဟုတ်အဲ့လိုလူတွေဒီထဲမှာပါလားမပါလို့တရားလာနာတာပေါ့နော်အဲ့လိုပြောဝယ်လိုက်မကောင်းတာလို့ပြီးကောင်းကျိုးပေးဖို့ထုံးတာမရှိဘူးတဲ့မကောင်းတာလို့ပြီးမကောင်းတဲ့ဆိုတာဒါကိုတချို့ကသဘောမပေါက်ကောင်းမိုးပေါ်ကြပြီးမှတ်နေတယ်ထင်ပါရဲ့နော်မိုးပေါ်ကကြာလာပြီးတော့အကျိုးပေးတယ်ထင်နေတာမသိတချို့ကပြောပြီးကံရှိချမ်းသာလိမ့်မယ်ပေါ့ကံယုံတော့ကျူးကျော်နေတာပါလေစူးစူးလာပဲဟာစူးတယ်ဟာစိတ်ကကြံအာကံနဲ့မနောကဒီပေါ်နဲ့စူးမှာပေါ့ဗဇက်ကပြောတယ်ဘာကံစူးတော်မှာရောက်နေတဲ့ခြေထောက်ကလေးကိုပြန်ရုပ်လိုက်တာကံပြီးတော့ဒီစူးကြောင်ပေါ်ကိုမနှင်းမှမစူးအောင်လုပ်တာဘာလို့လဲကိုမနှင်းမှဒါပဲကံဆိုတာသူများလုပ်တာကိုလုပ်တာလေဟုတ်လားဒါကိုလည်းပြောကြည့်တယ်အိုးတဲ့ကံရှိစားရလိမ့်မယ်ပေါ့နောက်သူကလာပြီးတော့ကိုကဘာမှမလုပ်ဘဲနဲ့လာပြီးအကျိုးပေးတယ်ထင်နေတာမသိအခုကမှချမ်းသာတယ်ဆိုတာအတိတ်ကကိုယ်တိုင်ရှင်းနေတယ်ဟုတ်လားအဲ့ဒါလူသားတွေတော့ကြောင်းပြူပြီးတော့အခုကကြတော့မယူမတမ်းမနဲ့လက်ကြီးနေနေပဲဆိုလို့ရှိရင်နောက်ဘဝချမ်းသာပါမလားချမ်းသာပါကံရှိစားရလိမ့်မှာပေါ့ပြောကြပြီတကယ်စားရတာလုံးကြည့်ဟုတ်လားခမင်းဦးတဲ့ခမင်းချက်တာနော်စံချက်တာခမင်းတော့ဖြစ်နေကံရှိစားရလိမ့်မယ်ပေါ့ဆိုပြီးတော့ထိုင်းနေတာခမင်းဦးတဲ့ကခမင်းကချက်တော့ပေါက်ပြီးတော့ပါစတဲ့လာရှင်းပါမလားရှင်း